သာသနာတော်နှစ်2554ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်နတ်တော်လဆန်း4ရက်2010ခုနှစ်ဒီဇင်ဘာ25ရက်ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ်အမှတ်1ရပ်ကွက်ခိုင်ရွှေဝါဗဟိုလန်းဝိသုဒ္ဓိဝါဒဝါဘဆန်းလောင်းအသိပထမပင်စမအကျိမ်းမြောက်ဆင်းရင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မပူဇာဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောသူယုံမာတို့၏အမှုအကျင့်များအပိုင်းနှစ်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပမေယံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာတဲ့ချေလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်သောမှုတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမြင်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိမ်ဝံကိုရောဤပမန်းခြင်းတို့ကတောဘဝတဏ္ဍချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများယင်ဝေသာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝေနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထအမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမင်္ဂလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသုတ္တနိဗ္ဗာန်ပါဠိတော်မှာလာရှိတဲ့ဝတ္တလသုတ်တံဝတ္တလဆိုတာမြန်မာလိုပြန်တော့သူယုံမာလို့ပဲပြန်တယ်ပေါ့ဗြဟ္မဏနဲ့ဝတ္တလဗြဟ္မဏဆိုတာမြင့်မြတ်သူဝတ္တလဆိုတာယုံနေသူသို့မဟုတ်သူယုံမာလို့မြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေနဲ့ပတ်သက်တဲ့အခါမှာတခါတရံကျတော့ပုဂ္ဂလာဒိဋ္ဌာနလို့ခေါ်တယ်ပုဂ္ဂိုလ်ကိုအခြေတည်ပြီးတော့သို့မဟုတ်ပုဂ္ဂိုလ်ကိုသုံးသပ်ပြီးတော့ပုဂ္ဂိုလ်ကိုဥတည်ချက်ထားပြီးတော့ဟောတဲ့ဒေသနာမျိုးကိုပုဂ္ဂလာဒိဋ္ဌာနဒေသနာလို့ခေါ်တယ်တခါတရံကျတော့ပုဂ္ဂိုလ်ကိုမပြောဘဲနဲ့ဓမ္မာဒိဋ္ဌာနပုဂ္ဂိုလ်ရဲ့အမှုအကျင့်တွေသို့မဟုတ်ထိုပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရှိတဲ့ကောင်းမကောင်းဆိုတဲ့တရားဓမ္မတွေရဲ့အကြောင်းကို
ဥတည်ပြီးတော့ဟောတာမျိုးကြတော့ဓမ္မဒိဋ္ဌာနဒေသနာလို့အရာထဲမှာလည်းပြောကြတယ်လေပုဂ္ဂလဒိဋ္ဌံဓမ္မဒိဋ္ဌံနဲ့ပြောပါဠိမှန်မှန်ကန်ကန်ပြောမယ်ဆိုရင်တော့ပုဂ္ဂလာဒိဋ္ဌာနပုဂ္ဂလာဒိဋ္ဌံမြန်မာစကားကြတော့တခါတရံကြတော့ချောအောင်လို့ပုဂ္ဂလာဒိဋ္ဌံလို့မပြောတော့ဘဲနဲ့ပုဂ္ဂလဒိဋ္ဌံလို့ပဲပြောလိုက်တယ်ပေါ့ပါဠိကိုမြန်မာလိုသုံးတဲ့အခါမှာတန်တာရဆိုတဲ့ပါဠိစကားအစစ်ကိုမြန်မာလိုကြတော့တန်တရာလို့လုံးလိုက်တယ်မြန်မာရဲ့နှုတ်နဲ့ကြိုက်အောင်ပြောင်းလိုက်တာပရိက္ခာရဆိုတဲ့ပါဠိစကားအစစ်ကိုပရိက္ခယာပရိက္ခရာလို့ဒီလိုသုံးတာပါဠိမှန်ကတော့တန်တာရလို့ပရိက္ခာရအဲ့ဒါလိုပဲဒီမှာပုဂ္ဂလဒိဋ္ဌာနကိုပုဂ္ဂလဒိဋ္ဌံဓမ္မဒိဋ္ဌာနကိုဓမ္မဒိဋ္ဌံတခါတခါဗမာစကားထဲမှာပြောတယ်ဓမ္မဒိဋ္ဌံကြကြပြောမယ်လို့ဆိုတာဓမ္မဒိဋ္ဌံကြကြပြောတယ်ဆိုတာပုဂ္ဂိုလ်ကိုထည့်ပြီးတော့မသုံးတတ်ဘူးဆိုပါစို့လောဘကြီးတဲ့လူလို့ပြောလို့ရှိရင်ပုဂ္ဂလဒိဋ္ဌံလို့ခေါ်တယ်ပုဂ္ဂိုလ်ပြောရရောက်တယ်ဒီလောဘအကြောင်းကိုပြောမယ်ဆိုလို့ရှိရင်တော့ဓမ္မဒိဋ္ဌံပုဂ္ဂိုလ်ကိုမသုံးတတ်ဘူးလောဘကိုပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်တဲ့ကောင်းမကောင်းတရားဓမ္မတွေကိုရည်စူးပြီးတော့ပြောတာမြတ်စွာဘုရားအနေနဲ့ကတော့တခါတခါပုဂ္ဂလဒိဋ္ဌံဒေသနာများဟောသလိုပဲတခါတခါကျတော့ဓမ္မဒိဋ္ဌံနဲ့ဟောတာလည်းရှိတယ်ပေါ့တခါတခါဥဒိချက်ကပုဂ္ဂလဒိဋ္ဌံဥဒိထားပြီးတော့ရှင်းလင်းဟောကြားသွားတဲ့အခါကျတော့ဓမ္မဒိဋ္ဌံနဲ့ဟောတော်တာတွေလည်းရှိတယ်အဲ့ဒီမဲ့ထူးခြားချက်ကလေးတစ်ခုသာသနာတော်မှာထူးခြားတဲ့ပုဂ္ဂိုလ်တစ်ပါးပေါ်ခဲ့ဘူးတဲ့အဲ့ဒီမထေရမြတ်ရဲ့ဘွယ်ကတော့ရှင်သူဗုဒ္ဓိလို့ခေါ်တာသူဗုဒ္ဓိဆိုတာတခြားမဟုတ်ဘူးငယ်နာမည်သုတန္တလို့အမည်ရတဲ့အနာရဝိတ္ထေကြီးရဲ့ညီအရင်ပဲဇေရွန်ကျောင်းကြီးကျောင်းရည်စက်ချမှာမြတ်စွာဘုရားတရားနာရလို့အကျွတ်တရားရပြီးတော့သင်္ကန်းဝတ်သွားတာသူဗုဒ္ဓိယန္နာကြီးဖြစ်ပြီးတော့ထူးခြားတဲ့ဣတရေဘွယ်တို့တွေရတယ်အဲ့ဒီရှင်သူဗုဒ္ဓိရဲ့ထူးခြားချက်ကဘာလို့ဆိုရင်ပုဂ္ဂလဒိဋ္ဌံဒေသနာမျိုးကိုဘယ်တော့မှမဟောဘူးသူကဓမ္မဒိဋ္ဌံပဲပြောတာပုဂ္ဂိုလ်ကိုဘယ်တော့မှထည့်မပြောဘူးတရားပဲအပြစ်တင်စရာရှိရင်လည်းတရားကိုပဲအပြစ်တင်တယ်ချီးမွမ်းစရာရှိလည်းတရားကိုပဲချီးမွမ်းတယ်အဲ့ဒါလို့ဟောတဲ့ပုဂ္ဂိုလ်မျိုးလည်းရှိတယ်ပေါ့မြတ်စွာဘုရားကတော့သင့်တော်သလိုတခါတရံကြတော့ပုဂ္ဂိုလ်ကိုဥတည်ပြီးပုဂ္ဂလဒိဋ္ဌံဒေသနာလည်းဟောတယ်တရားကိုဥတည်ပြီးတော့ဓမ္မဒိဋ္ဌံကိုလည်းဟောတယ်အခုဒီသုတ်တံမှာတော့ဝတ္တလဆိုတဲ့စကားလုံးကိုသုံးပြီးတော့သူယုံမှာလို့ဒီလိုပြောပြီပဲလို့ထိုသူယုံမှာတို့ရဲ့အမှုအကျင့်လို့ဆိုတဲ့ဓမ္မတွေကိုရည်ညွှန်းပြီးတော့ထုတ်ဖော်ပြောတာဒီအကျင့်စရိုက်တွေပြုမှုဆောင်ရွက်မှုတွေစိတ်နေသဘောထားတွေအဲ့ဒါတွေဟာဝတ္တလဆိုတဲ့အဝတ္တမအောက်တန်းကျတဲ့ပုဂ္ဂိုလ်တွေရဲ့အပြုအမူတွေပဲလို့ဘာဖြစ်လို့ဒီစကားလုံးကိုသုံးတာတုံးလို့ဆိုတဲ့အခါမှာမြတ်စွာဘုရားကိုဝတ္တလလို့ခေါ်ပြီးတော့ဒီသုံးနှုံးနဲ့ဆွဆွဲပြောဆိုပြီးအဂိကဘာရဒွါစပုံနာကြီးကဘုရားကိုဝတ္တလလို့ဆိုတဲ့ဒီအသုံးနဲ့သုံးပြီးတော့ပြောခဲ့လို့မြတ်စွာဘုရားကဝတ္တလဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးမှဘယ်လိုအမှုကျင့်နေရှိပြီးတော့ဘယ်လိုစိတ်နေသဘောထားတွေရှိတဲ့ပုဂ္ဂိုလ်မှဝတ္တလလို့သတ်မှတ်ရမယ်ဆိုတာဓမ္မဒိဋ္ဌံကြကြတရားရှုထောင့်ကနေပြီးမြတ်စွာဘုရားအစစ်မှန်လောကကြီးဟာတကယ်သဘာဝတရားတွေကထင်ရှားရှိနေတော့လဲလူတွေဟာသဘာဝတရားတွေကိုမမြင်နိုင်ကြဘူးမမြင်နိုင်သည့်အတွက်ကြောင့်ပုဂ္ဂိုလ်တွေကိုပဲဆွဆွဲကြတယ်
ပုဂ္ဂိုလ်တွေပဲဥတည်ပြီးတော့စကားပြောကြတဲ့အခါကျဘာဖြစ်တုံးဆိုမုန်းနှိမှုတွေပွားလာပေါ့ပုဂ္ဂိုလ်ကိုဥတည်ပြီးတော့ပြောတဲ့အခါကျတော့ဒီလူကလူဆိုးပဲဒီလူကလူကောင်းမဟုတ်ဘူးနဲ့ပုဂ္ဂိုလ်ကိုဥတည်ပြောတဲ့အခါကျရင်နဲ့နှလုံးထဲမှာအမုန်းတရားတွေဖြစ်ပွားလာအဲ့ဒါလို့မဟုတ်ဘဲနဲ့ဒီလူရဲ့တဏ္ဍာမှာဖြစ်တဲ့အကုသိုလ်ကအမတန်ဆိုးပါလားဒီလူရဲ့အမှုအကျင့်တွေကအမတန်ဆိုးပါလားအကုသိုလ်တရားတွေအမှုအကျင့်တွေစိတ်တွေသဘောထားတွေကြောက်စရာပဲလို့ပုဂ္ဂိုလ်ကိုမကြည့်ဘဲနဲ့ပုဂ္ဂိုလ်ရဲ့အမှုအကျင့်တို့ပုဂ္ဂိုလ်ရဲ့စိတ်တွေသဘောထားတွေကိုအပြစ်တင်မယ်ဆိုလို့ရှိရင်ပုဂ္ဂိုလ်ကိုမုန်းတဲ့စိတ်လျှော့ချလို့ရတယ်လူကိုမုန်းတာမဟုတ်တော့သူ့ရဲ့အကျင့်စရိုက်ရှုတ်ချတာဖြစ်သွားတယ်အဲ့လိုမဟုတ်လို့ရှိရင်အမုန်းဟာလူပေါ်မှာပဲသွားပြီးတော့ရက်နေတကယ်ရှုတ်ချပြီးတော့မုန်းနေတဲ့နာကသူ့ရဲ့အမှုအကျင့်နဲ့လှုပ်ဆောင်ချက်စိတ်နေသဘောထားအကုသိုလ်တရားတွေသာမုန်းတဲ့တဲ့အပြစ်တင်ရင်လည်းအကုသိုလ်တရားတွေပဲအပြစ်တင်တဲ့တံဝေကယူတယ်လောဘဆိုတာအမှန်တန်ဆိုးတာပါလားဒီလောဘဆိုတဲ့တရားဖြစ်လာလို့ရှိရင်ဘယ်လိုပဲအထက်တန်းကျတဲ့ပုဂ္ဂိုလ်လို့ပြောလူတကာလေးစားရတဲ့ပုဂ္ဂိုလ်လို့ပြောလောဘဝင်လာပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာလူတကာရဲ့လေးစားမှုရောကျသွားစေနိုင်တယ်ဒါလောဘရဲ့အပြစ်ပဲလို့အကုသိုလ်တရားတွေရှုဆင်ခြင်းစိတ်ဆိုးပြီးမထိန်နိုင်မသိနိုင်ဖြစ်နေတဲ့ပုဂ္ဂိုလ်ကြည့်လို့ရှင်ဒေါသဆိုတာတော်တော်ဆိုးတာပါလားပြုံးနဲ့နေတတ်တဲ့ပုဂ္ဂိုလ်တောင်အယုတ်ဆိုးအောင်လုပ်တတ်ပါလားလို့ဒီဒေါသရဲ့အပြစ်ဟာအမှန်တန်ဆိုးတာပါလားနောက်ဆုံးမှာပါးစပ်ကမထွက်ရဲတဲ့စကားတွေတောင်ဒေါသရှိလာရင်ထွက်ရဲလာတယ်မလုံရဲတာတွေလုံရဲလာတယ်ဆိုဒီဒေါသဟာတော်တော်ဆိုးတဲ့ဒေါသပါလားလို့ပုဂ္ဂိုလ်ကိုအမြင့်မတင်ပဲနဲ့အကုသလဓမ္မကိုအပြစ်တင်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေကမှန်ကန်တဲ့အမြင်တစ်ခုပေါ်မှာအခြေခံသည့်အတွက်ကြောင့်ပုဂ္ဂိုလ်ကိုမုန်းတိမှုလို့ဒါတွေကရောကြသွားနိုင်တယ်အဲ့ဒါကြောင့်မို့လို့ဓမ္မထိဋ္ဌာအမတန်မှအရေးကြီးတယ်ပုဂ္ဂိုလ်ကိုမသုံးတတ်တော့ပဲနဲ့ဓမ္မထိဋ္ဌာကြပြောတယ်လို့ဆိုတာအဲ့ဒါဆိုဘယ်နေတော့သူရုပ်မာတို့ရဲ့အမှုအကျင့်များဆိုတာကိုမြတ်စွာဘုရားဟောကြားခဲ့တဲ့ဂါထာ10ပုဒ်ဂါထာပုဒ်ပေါင်း20ရှိတဲ့အထက်မှာ10ပုဒ်ကိုရှင်းလင်းဟောကြားပြီးတော့ပြီးပြီအခုဆက်ပြီးတော့ဟောရမယ်လို့ဆိုတဲ့အခါယောအထံပုစိတောတန်တောအနတ္ထမနုတာတတိလောကမှာအဋ္ဌလို့ခေါ်တဲ့အကျိုးစီးပွားဆိုတာလူတွေမှာအကျိုးစီးပွားဆိုတာဒီဘဝအတွက်အကျိုးစီးပွားနောက်ဘဝအတွက်အကျိုးစီးပွားနိဗ္ဗာန်တို့လို့အလွန်အဆင့်မြင့်တဲ့အကျိုးစီးပွားလို့အကျိုးစီးပွားဆိုတာ၃မျိုးရှိတယ်ပေါ့အဲ့ဒီ၃မျိုးနဲ့ပတ်သက်ပြီးတော့ဒီဘဝကောင်းရာကောင်းကြောင်းဆုံးမပါသွန်သင်ပါနောက်ဘဝကောင်းရာကောင်းကြောင်းကောင်းကျိုးချမ်းသာတွေကိုရနိုင်တဲ့နိလန်းတွေကိုဟောပြောပေးပါနောက်ဆုံးမှနိဗ္ဗာန်ဆိုတဲ့အကျိုးတရားကိုရနိုင်တဲ့တရားတွေကိုဟောပြောပေးပါလို့တစုံတစ်ယောက်ကမေးလာတဲ့အခါတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကတော့တကယ်ကိုစစ်မှန်တဲ့ကောင်းကျိုးချမ်းသာတွေရစေနိုင်တဲ့အကြောင်းတရားတွေကိုဟောတယ်တဲ့ဝတ္တလလို့ခေါ်တဲ့ပုဂ္ဂိုလ်တွေကြတော့အဲ့လိုမဟုတ်ကောင်းကျိုးချမ်းသာရကျင်ပါတယ်လို့မေးတဲ့ပုဂ္ဂိုလ်ကိုလှီးလွဲပြီးတော့ဒုက္ခရောက်စေမဲ့အကျိုးမဲ့ဖြစ်စေတတ်တာတွေကိုသူက
ထုတ်ဖော်ပြသပြီးတော့အကျိုးမဲ့ဖြစ်အောင်ပဲလုပ်ပေးတတ်တယ်ဆိုပါစို့ဒါနကောင်းမှုဆိုတာဘယ်လိုပြုရတော့လို့လာမေးလို့ရှင်မင်းလှူးမနေနဲ့ကုံနာပဲအကျိုးဖတ်လာအရက်သွားတော့မယ်ဒါမျိုးပေါ့နော်တခုသွားလုပ်မယ်ကောင်းကျိုးချမ်းသာနဲ့ပတ်သက်ပြီးတော့မေးမြန်းလာတဲ့အခါမှာမကောင်းတဲ့ဘက်ကိုပဲဥတီလှက်ဥလှက်ပြီးတော့သွားတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးရဲ့အမူအကျင့်ဟာမကောင်းတဲ့အမူအကျင့်ပဲတဲ့ဒါဝတ္တလဓမ္မလို့ခေါ်နောက်အဲ့လိုတိုက်တွန်းနှိုးဆော်ရုံနဲ့မကဘူးကောင်းကျိုးချမ်းသာကိုကောင်းမှုရာအတွက်ပြောမယ်ဆိုလို့ရှိရင်သူကောင်းစားသွားမှာကိုမနိုလားလို့ပွင့်ပွင့်လင်းလင်းရှင်းရှင်းလင်းလင်းမပြောတတ်ဘူးတဲ့မပြောဘူးလူတယောက်ဟာလူတော်လူကောင်းလေးဖြစ်သွားမှစိုးပြီးတော့ဘယ်တော့မှပွင့်ပွင့်လင်းလင်းမပြောဘူးရှုပ်ဝက်တဲ့စကားလုံးတွေနဲ့နားမလဲတဲ့စကားလုံးတွေရှုပ်ထွေးတာတွေနဲ့ရှောက်ပြီးတော့ပြောတယ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့လည်းပဲတချို့ကစကားလုံးစကားခတ်တွေနဲ့ရှုပ်ထွေးတာတွေရှိတယ်ပေါ့အဲ့ဒါလို့ရှုပ်ထွေးငကိုယ်တည်းရှင်းပြီးသားကိစ္စကိုရှုပ်ထွေးအောင်ပြောတယ်အဲ့ဒါမျိုးတွေလည်းရှိတတ်သေးတယ်ဥပမာဆိုတော့တဏှာဆိုတာသူကသူရှင်းလင်းမိသားပဲမြတ်စွာဘုရားကာမတဏှာရှိတယ်ဘဝတဏှာရှိတယ်ဝိဘဝတဏှာရှိတယ်ဘဝတဏှာဆိုတာဆက်လက်ဖြစ်ပေါ်ပြီးတော့ဘဝမှာယတ္တိနေမှုပေါ်မှာတွေ့တာတဲ့တနည်းအားဖြင့်တဏှာထဲမှာထာဝရနေရမယ်တည်မြဲတယ်ဆိုတဲ့အယူအဆနဲ့တွဲလာတဲ့တဏှာကိုဘဝတဏှာလို့ခေါ်တာဝိဘဝတဏှာလို့ဆိုတာထူးထူးဆန်းဆန်းအကြောင်းတစ်ခုကြောင့်ဘဝကိုမလိုချင်တဲ့ပုဂ္ဂိုလ်သို့မဟုတ်သိရင်ဘာမှမဖြစ်ဘူးလို့ယူဆတဲ့ပုဂ္ဂိုလ်တယောက်အဲ့ဒီပုဂ္ဂိုလ်တယောက်ဟာဘဝမရှိတာကိုသဘောကျနိဗ္ဗာန်ကိုလိုချင်လို့စနစ်တကျဘဝကိုအကြောင်းတရားတွေကုံအောင်လုပ်ပြီးတော့ဘဝအဆုံးသတ်တဲ့နည်းမဟုတ်ဘူးတဲ့ဘဝပြတ်ချင်တဲ့သဘောနဲ့ဥစ္စေရဒိဋ္ဌိအခြေခံတဲ့ဟာကိုဝိဘဝလို့ဒါဒီအဓိပ္ပာယ်ကရှင်းလင်းမိသားကိစ္စတစ်ခုရှုပ်ထွေးအောင်ပါပြောတော့ဆိုတခြားနေရာကစကားလုံးတွေကိုယူပြီးတော့ဝိဘဝဆိုတာတဲ့တချို့ပါဠိတွေမှာရှိတယ်ဝိဘဝဆိုတာစိစိမ်ချမ်းသာကိုပြောတာရှိသေးတယ်အဲ့ဒါနဲ့ရောထွေးပြီးတော့ဝိဘဝတဏှာဆိုတာပစ္စည်းဥစ္စာတွေ့တာကိုဝိဘဝတဏှာလို့ဆိုပြီးတော့မမယွင်းနေဒီလိုရှုပ်ထွေးအောင်လုပ်ပြီးတော့ပြောတာမျိုးတွေလည်းရှိတတ်တယ်ပေါ့တကယ်ကဘဝတဏှာဆိုတာဆက်လက်ဖြစ်ပေါ်နေမှုပေါ်မှာတွေ့တာဝိဘဝတဏှာဆိုတာဘဝကင်းပြတ်သွားတယ်လူရဲ့စိတ်လူရဲ့တွေ့တာမှုဆိုတာအလွန်ဆန်းတယ်တခါတလေရှိတာကြိုက်တယ်လို့တခါတလေကျတော့မရှိတာကြိုက်သေးတယ်လေမရှိတာကြိုက်တယ်မရှိတာကြိုက်တယ်ပျက်စီးသွားတာကိုကြိုက်တဲ့ဟာကိုမှဝိဘဝတဏှာစိစိမ်ချမ်းသာကိုတွေ့တာမဟုတ်ဘူးအဲ့ဒါလို့စကလုံးချင်းရှုပ်ထွေးအောင်လုပ်ပြီးတော့ပြောတတ်တဲ့လူတမင်ပြောပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဝတ္တလဓမ္မအောင်ကျင့်သုံးရရောက်တယ်ပေါ့တစ်ဖက်သားကိုရှုပ်ထွေးအောင်လုပ်တယ်လို့ဒီလိုပြောတယ်ဒါက17ခုမြောက်မြတ်စွာဘုရားမိန့်ကြားတဲ့စကားတစ်ခုနောက်တော့ဆက်ပြီးတော့မိန့်ကြားသေးတယ်ဒီဥမာတို့ရဲ့အမူအကျင့်ဆိုတဲ့အထက်မှာဒါတွေမကဘူးယောကတဝပါပကံကမ္မမမ္မံစဉ္ညာတိအစ္စတိယောပရိစ္ဆာနကမ္မန္တောတဝေဝတံစဉ္ညာဝတလောဣတိမဟုတ်တရုပ်အကုသိုလ်အမှုတွေကိုပြုလုပ်ပြီးတဲ့အခါမှာ
မဟုတ်တာလုပ်ပြီးရင်သူဆန္ဒကဘာလို့တော့သူမဟုတ်တာလုပ်မှန်းတော့သိတယ်ဒါပေမဲ့ငါမဟုတ်တာလုပ်တာတွေဘယ်သူမှမသိကြပါစေနဲ့ငါ့ကိုသူတော်ကောင်းကြီးလို့ထင်ကြပါစေမဟုတ်တာတွေလုပ်ထားပြီးတော့သူ့ကိုယ်သူတော်ကောင်းလို့ထင်ခံခြင်းနဲ့ဟုတ်တာတွေလုပ်တယ်လို့ထင်ခံခြင်းနဲ့ကောက်ချစ်တဲ့အတွေးပေါ့နော်မဟုတ်တာလုပ်ပြီးတော့ဟုတ်တာလုပ်တဲ့ပုဂ္ဂိုလ်အဖြစ်အထင်ခံခြင်းနဲ့ဆန္ဒမကောင်းတာလုပ်ပြီးတော့ဖုံးကွယ်ထားရတဲ့အကုသိုလ်အမှုတွေရှိနေအဲ့ဒီပုဂ္ဂိုလ်မျိုးကိုလည်းပဲတဲ့ဝတ္တလအမှုချင်းရှိတဲ့ပုဂ္ဂိုလ်လို့မြတ်စွာဘုရားဒီလိုဆုံးဖြတ်တယ်နောက်တစ်ခုကြတော့ပါလဲလို့ဆိုယောဝေပရကုလံခန္ဓဝါဗုဒ္ဓဝါနသုစိဘောဇနအာဂတံနပฏิပုဇေတိတံစင်ညာဝဒလောဣတိလောကလူတွေဆိုတာမျိုးမျိုးဆဆရှိတာမျိုးမျိုးရှိတယ်တချို့ကသူများအိမ်သွားလဲတယ်သူများစီဧည့်သည်အဖြစ်ပေါ့လေရောက်သွားတယ်သူများအိမ်ရောက်သွားတော့အဲ့ဒီအိမ်ရှင်ကတရားတရားကောင်းလို့ကောင်းကောင်းမွန်မွန်အခန့်ကျွေးမွေးလိုက်တယ်အကြောင်းကိစ္စရှိလို့ကိုယ့်ကိုတစ်ချိန်လုံးကကျွေးမွေးအခန့်ထားတဲ့ဧည့်သည်ရောက်လာပြီဆိုလို့ရှိရင်တုံ့ပြန်ပြီးတော့အခန့်တာမျိုးမလုပ်ဘူးတဲ့အရင်တော့မြန်မာနိုင်ငံမှာတချင်းတောင်မှပေါ်ခဲ့သေးတယ်ထင်ပါရဲ့ဧည့်သည်ကအိမ်ရှိကဝင်လာလို့ရှိရင်အိမ်နောက်ဖေးတကားကနေထွက်သွားတယ်ဆိုတာနောက်ဒီလိုလူမျိုးကလည်းရှိတတ်သေးတာအဲ့လာမှာကြောက်သူများအိမ်သွားတော့ကတော့ဟိုကကျွေးတာမွေးတာတွေအခန့်စားတော့ပြီးကိုယ့်အိမ်လာတဲ့အခါကျတော့မသိကြအောင်ဆောင်းနေတဲ့တုံ့ပြန်ပြီးတော့ကျွေးတာမွေးတာမလုပ်ဘူးတဲ့လုံနိုင်ရင်တန်းနဲ့မလုပ်ဘူးလို့အဲ့ဒီစိတ်တွေသဘောထားရှိတဲ့ပုဂ္ဂိုလ်ဟာဒါသူရောက်မှရဲ့အမှုချင်းပဲဒီလိုဆိုလို့ဝတ္တလပဲလို့အဲ့ဆိုဗျာအဲ့တော့ဝတ္တလဆိုတဲ့သူရောက်မှရဲ့စိတ်တွေသဘောထားတွေကိုသိရင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်တွေသဘောထားအပြန်အားဖြင့်သိနိုင်ပြီးသားဖြစ်တယ်ပေါ့နောက်တစ်ခုကျတော့ဘာဟောပြန်လို့ဆိုယောပြမနံတမနံဝါအញ្ញံဝါပိဝနိဗ္ဗကမုဒ္ဒဝါဒေနဝိဇေတိတံစညာဝဒလောဣတိလောကမှာလိမ့်လိလှဲ့စားလိမ့်ပြီးတော့လွတ်လိုက်တာတို့လှဲ့ပြီးတော့လွတ်လိုက်တာတို့ဒါမျိုးကရှိတတ်သေးတယ်ပေါ့လိမ့်ညာပြီးတော့လွတ်လိုက်တာတွေရှိတယ်ဘာသာရေးတရားကိုကျင့်ကြံနေတဲ့ဗြဟ္မဏပုဂ္ဂိုလ်သို့မဟုတ်ယန္တာပုဂ္ဂိုလ်ဖြစ်စေသမဏဆိုတဲ့အကျင့်ကိုကျင့်နေတဲ့သမဏပုဂ္ဂိုလ်ပဲဖြစ်စေသို့မဟုတ်လာရောက်ပြီးတော့တောင်းရန်စားတော့တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုဖြောင်းဖြောင်းမမမရှိဘဲနဲ့ဆိုပါတော့တချို့ကြတော့မပေးခြင်းတဲ့ခါကျဘယ်လိုတော့ဆိုကိုယ်တိုင်ဟုတ်လားအိမ်ရှင်ဖြစ်ပေမဲ့လို့ဟာအိမ်ရှင်နေမရှိဘူးယောဂဧည့်သည်နဲ့ဆိုပြီးတော့လိန်လွတ်လိုက်တာဒါမျိုးလည်းရှိနောက်တချို့ကြတော့လေအိမ်မှာခွေးမွေးထားတာမရှိဘဲနဲ့ခွေးတတိပြုဆိုပြီးတော့ရေးထားတာလည်းရှိပေါ့ဘာဖြစ်လို့တော့ဆိုလို့ရှိရင်လူဝင်လာမှာဆိုအမျိုးစုံပဲအဲ့ဒါလို့လိမ့်လိလဲစားပြီးတော့လှုပ်တတ်တဲ့ဟာဆိုလို့ရှိရင်လေဒါမြတ်စွာဘုရားကဝတ္တလလို့သတ်မှတ်တယ်ပေါ့အဲ့ဒါလို့အပြုအမူတွေဟာမကောင်းတဲ့အပြုအမူတွေပဲဘာပဲဖြစ်ဖြစ်ရိုးဖြောင်းရမယ်လို့ဒီလိုဆိုလို့လှီစားတာမျိုးမလုပ်ရဘူးတဲ့ရိုးသားဖြောင်းမှတ်ရမယ်နောက်တစ်ခုကျတော့ဘာဟောတော့ဆိုအတတံယောဓပဖြူတိမောဟေနပရိခုံတိတောကိဉ္စိကံနိခိစီတာနောတံစညာဝဒလောဣတိ
တချို့ပါဠိတွေကတော့ဒါဂါထာလို့ရေးထားတော့ကြပြာလို့ဟာမျိုးပေါ့ဂါထာဆိုတာလုံးရင်ကတ်တက်ပြီးတော့ရေးထားတာဆိုချို့စကားလုံးတွေကခက်ခဲတဲ့အဲ့ဒီမှာအတ္တတံယောဓပပြုတိဆိုအေးစကားပြောပြီဆိုရင်မမှန်မကန်နေပဲပြောတယ်မမှန်မကန်ပြောပြီးတော့လူတယောက်ကိုဖြားယောင်းသွေးဆောင်တယ်တို့စီလိုက်ခဲ့ဘာတွေရှိတယ်ညာတွေခုခေတ်ဒီလိုဝတ္ထုတွေလည်းရှိပါတယ်လိန်လီပြီးတော့လှည့်စားပြီးတော့ခေါ်ယုံလောက်အောင်ပြောခုခေတ်ဆိုတာပေါ်သေးတယ်လူအယောင်းဝယ်လုပ်တယ်ဆိုတော့လူကုန်ကူးတယ်ဆိုတာတောင်ပေါ်လာတယ်ဘယ်လိုက်ခဲ့အလုပ်တွေပေးမယ်လာကဘယ်လောက်ရတယ်လိုက်ခဲ့ဟိုကြတော့ရောင်းစားခံလိုက်ရရောင်းစားခံလိုက်ရတော့ခုခေတ်မှလည်းဒါတွေကအလွန်များနေလွန်များတယ်အဲ့ဒါလို့နိုင်ငံခြားမှာအလုပ်ရမယ်လို့ခေါ်သွားတယ်ဒါသတင်းစာတို့ဂျာနယ်တို့ဖတ်မယ်ဆိုလို့ရှိရင်ဒါတွေကမတွေ့ခြင်းအဆုံးပဲအဲ့ဒါလို့မမမကန်နေပြောလို့ယုံလောက်အောင်လိန်လည်ပြီးတော့ခေါ်သွားပြီးဒုက္ခရောက်သွားကြတာတွေအများကြီးပဲဒုက္ခရောက်ကြတယ်တချို့ကြတော့မပြောရဲလို့မပေါ်လာတာလည်းရှိတယ်မပြောရဲလို့ပြောရမှာဝန်လေးလို့သို့မဟုတ်ရှက်လို့နိုင်ငံသားတွေမှာဆိုလို့ရှိရင်ဒါမျိုးတွေတော်တော်များများဖြစ်နေဒီကနေ့ခေတ်မှာတော်တော်များများဖြစ်နေအဲ့ဒါလို့လူတစ်ဖက်သားကိုလိန်လီလိစားပြီးတော့ကိုချိုးစီးပွားအတွက်ရှာဖွေတယ်မမကန်လောက်ပြီးတော့မပေးဘူးသူများစီကနေငွေကြေးဒနာတွေယူပြီးတော့အလုပ်ရမယ်ဆိုပြီးတော့ရအောင်လုပ်မပေးဘူးဆိုတဲ့ဟာတွေအဲ့ဒါလို့လုပ်တဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားကတန်စင်ညာဝတလောဣတိအဲ့ဒီပုဂ္ဂိုလ်မျိုးလူရုံးမှလို့ပဲမှတ်ပါသူရဲ့လောက်ရက်ကိုချိပြီးတော့မြတ်စွာဘုရားဟောတာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကလေးကလူရှိနေသမျှတော့လူကောင်းတဲ့လူယုံမှာဆိုတာရှိမှာပဲခုခေတ်မှာပေါ်တာမဟုတ်ဘူးခုခေတ်ကျတော့အရေးအတွက်များလာတာပဲဖြစ်မယ်ပေါ့ရှေးကလည်းရှိတာပဲသို့တော့အရေးအတွက်မများဘူးစုတ်ကတ်ဆိုတဲ့အခါမှာအရေးအတွက်တွေများလာတာပေါ့ဒီလိုဆိုလိုတာနောက်တစ်ခုကျတော့မြတ်စွာဘုရားကဟောပြန်တယ်ရောတကောခတရိယောစပါပိသောမစ္စရိတထောအဟိရိကောအနုတ္တပိတံစဉ္ညာဝဒလောဣတိလူကောင်းလားလူယုတ်လားသို့မဟုတ်လူရဲ့အဆင့်တန်းတစ်ခုဘာနဲ့သတ်မှတ်မလဲလို့ဆိုတဲ့အခါမြတ်စွာဘုရားရောတကဆိုတာစော်ကားမော်ကားပြောတတ်တယ်လူတယောက်ကိုစော်ကားမော်ကားပြောတတ်တယ်ကတရိယဆိုတာအလွန်နှမျောတတ်တဲ့ပုဂ္ဂိုလ်အလွန်နှမျောတဲ့ပုဂ္ဂိုလ်နဲ့နှမျောတဲ့ပုဂ္ဂိုလ်နှမျိုးရှိမစ္စရိယမစ္စရိလို့ခေါ်တဲ့နှမျောတဲ့ပုဂ္ဂိုလ်နဲ့ကတရိယလို့ခေါ်တဲ့ပုဂ္ဂိုလ်မျိုးဘာကွာသလဲလို့ဆိုရင်တချို့နှမျောတတ်တဲ့ပုဂ္ဂိုလ်ဆိုတာကိုယ်ပစ္စည်းတာကိုနှမျောတာဟောဒီကတရိယဆိုတဲ့ပုဂ္ဂိုလ်ကြတော့ကိုယ်ပစ္စည်းတင်ကိုမဟုတ်ဘူးသူများကလှူမယ်ဆိုတော့သူကလိုက်ဖြစ်တယ်သူများပေးမဲ့ကမ်းမဲ့ဆိုတော့မပေးရမကမ်းရသူများလှူတာကိုတောင်မှအပြစ်ပြောတဲ့ပုဂ္ဂိုလ်မျိုးอ่ะဒါကတရိယလို့ခေါ်တယ်အတော်ကိုစိတ်ထားယုံညံ့သွားပြီကိုပစ္စည်းကိုနှမျောတာမပေးလို့တာရိုးရိုးမစ္စရိယဒါကြတော့ကတရိယလို့ခေါ်တယ်အလွန်ပြင်းထန်တဲ့မစ္စရိယရှိတဲ့ပုဂ္ဂိုလ်ဒီနေရာမှာ
တာဝတိပြည်ကောသလဘုရင်မင်းကြီးကအတရိတဒါနဆိုတယ်သူမတူတဲ့အလှူကြီးတစ်ခုလှူတယ်ဘယ်သူမှတူရှင်ပြီးတော့မပြိုင်နိုင်လောက်အောင်ကြီးကျယ်ခမ်းနားလာတဲ့အလှူကြီးရှင်မင်းနေတာလှူနိုင်လက်အလှူမျိုးကြီးကိုသူစီမံပြီးတော့လှူတယ်အဲ့ဒီလှူတဲ့အခါမှာဘုရင်စီမှာအမှုထမ်းတဲ့ကာလအမတ်နဲ့ဇုံနအမတ်တယောက်ကိုကာလလို့ခေါ်တယ်တယောက်ကိုဇုံနလို့ခေါ်တယ်အဲ့ဒီအမတ်နှစ်ယောက်ရဲ့စိတ်နေသဘောထားကိုကြည့်မယ်ဆိုဘုရင်ကြီးကသူပိုင်တဲ့ပစ္စည်းလှူတာဇုံနအမတ်ကတော့ဘလို့တွေးတော့ဆိုဩဘုရင်ကြီးကသူတတ်နိုင်လို့လှူနာဝန်တာစရာပဲငါလည်းအဲ့လိုပြန်တတ်နိုင်မယ်ဆိုလှူလိုက်ချင်တာဟောဇုံနရဲ့အတွေ့ရအဲ့လိုတွေ့တယ်ဟိုကာလရဲ့အတွေ့ကတော့ဘယ်လိုတွေးတော့ဆိုပစ္စည်းတွေအလကားဖြုံတီးနေတယ်အလကားလွန့်ပြစ်အလကားကုံဆုံးတယ်ဘာမှအသုံးမကျတဲ့အလုပ်တွေလုပ်တယ်ဘုရင်ကြီးကသူပစ္စည်းသူလူသားကိုတောင်သူကနေပြီးတော့မချီးမွမ်းနိုင်ဘူးအလကားဗန္တာတွေကိုကုံဆုံးအောင်အသုံးမကျတဲ့နေရာမှာလုပ်ပြတယ်နဲ့ဒီလိုအပြစ်တင်အဲ့ဒီလိုကာလတို့လိုစိတ်နေသဘောထားရှိတဲ့ပုဂ္ဂိုလ်ကိုဂဒရိယလို့ခေါ်တယ်ထထမစ္စရိအလုံးကိုပြင်းထန်တဲ့မစ္စရိယတရားရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောတာလူလောကမှာဒါမျိုးတွေကလည်းရှိတတ်သေးတာဟုတ်နောက်တစ်ခုကတော့ပပိစ္ဆပပိစ္ဆဆိုတာစိတ်ဓာတ်ကိုအမတန်ယုံညံ့တယ်ယုံညံ့သည့်အတွက်ကြောင့်သူကတွေးလို့ရှိရင်အကောင်းဘယ်တော့မှမတွေးဘူးအဆိုးဘက်ကပဲတွေးတယ်မကောင်းတဲ့နည်းနဲ့ဘာလို့မကောင်းတဲ့ဘက်ကနေအတွေးတဲ့ပုံကူမျိုးဟောနောက်မစ္စရိတဲ့ဒါကရိုးရိုးမစ္စရိယကိုပစ္စည်းကိုနှမျောတာတထတဲ့ကောက်ကျစ်စင်လဲတယ်ကောက်ကျစ်စင်လဲတယ်ဆိုတဲ့အဓိပ္ပာယ်ကဒီကသူကဘယ်လိုဟာကိုခေါ်တာတော့လို့ဆိုကိုယ်မရှိတဲ့ဂုံနဲ့ထုတ်ပြီးတော့ကြွားလေးရှိတယ်ဂုံမရှိဘဲနဲ့ဂုံလုံးတယ်ပေါ့ဟန်ဆောင်တယ်လိန်တယ်ညာတယ်ဆိုတဲ့ဒီဟန်ဆောင်မှုပေါ့အဲ့ဒါကိုတထလို့ခေါ်တယ်ဟန်ဆောင်မှုတာထေယမာယာတာထေယဆိုတဲ့ဗမာစကားထဲမှာတော့ဒီစကားလုံးကိုသုံးတယ်ဟေးမာယာတာထေယတွေများမနေနဲ့တာထေယတထဆိုတာကောက်ကျစ်စင်လဲတာမာယာဆိုတာကိုလှုပ်ထားတဲ့အပြစ်ကိုဖုံးကွယ်ဖို့ကြိုးစားတာတာထေယဆိုတာမရှိတဲ့ဂုံကိုထုတ်ကြွားတာဒါလို့ဆိုလို့ပေါ့ဒီတစ်ခုနောက်တစ်ခုကတော့အဟိရိကမဟုတ်တာလုပ်ရမှာမျက်နှာပြောင်တိုက်တယ်ရှက်မရှိဘူးအနုတ္တပမဟုတ်တာလုပ်ဖို့ရာအတွက်အကြောက်အလန့်မရှိဘူးတဲ့ဟောအဲ့ဒီအရေးချင်းတွေရှိနေပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကိုဝတ္တလရောက်ပါသူလို့ဒီလိုသတ်မှတ်တယ်မြတ်စွာဘုရားနောက်တစ်ခုကျတော့ယောဖုဒ္ဓံပြိဘာတတိအထဝါတတ္တသာဝကပရိဘာဇံဃာထံဝါတံစညာဝသလောဣတိဆိုလိုတာကတော့ဗုဒ္ဓဆိုတာအမတန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဗုဒ္ဓဆိုတဲ့စကားလုံးကိုအဓိပ္ပာယ်အမျိုးစုံဖွင့်လို့ရအမှန်တရားကိုသိသူဒီလိုအဓိပ္ပာယ်ဗုဒ္ဓဆိုတာအမှန်တရားကိုသိသူတနည်းအားဖြင့်အမှန်တရားကိုသိအောင်ဟောတတ်သူနောက်တစ်ခုကတော့ဗုဒ္ဓဆိုတာအိပ်ပျော်နေတဲ့လောကကြီးထဲမှာပထမဆုံးနိုးကြားထမြောက်လာသူလို့ဒီလိုအဓိပ္ပာယ်ရဒါမို့လို့ဗုဒ္ဓကိုအဝိကာလို့တစ်ခါပြန်နိုးထလာတယ်ဘုဒ္ဓဆိုတဲ့စကားလုံးဟာနိုးကြခြင်းဆိုတဲ့အဓိပ္ပာယ်လည်းရတယ်သိတယ်ဆိုတဲ့အဓိပ္ပာယ်လည်းရအဲ့တော့မသိတာဟာအိပ်ပျော်တာနဲ့တူတူပဲသိတာဟာနိုးတာနဲ့တူတူပဲဒါကြောင့်မို့လို့ရှုစွာနိုးလာတဲ့ပုဂ္ဂိုလ်လို့အဲ့ဒီလိုဗုဒ္ဓမျိုးကို
ဆက်ဆူချိန်မောင်းအပြစ်တင်အပြစ်စကားပြောတဲ့ပုဂ္ဂိုလ်မျိုးတဲ့အဲ့ဒီလိုဗုဒ္ဓရဲ့တပည့်သားမျိုးဆက်ဆူချိန်မောင်းအပြစ်စကားပြောတဲ့ပုဂ္ဂိုလ်မျိုးမြတ်စွာဘုရားလက်ထက်တုန်းကလည်းဖရာဆဲတာတွေရှိတာပြစ်တင်တာတွေလည်းရှိတာဟိုကောသမီပြည်မှာဆိုလို့ရှိရင်မြတ်စွာဘုရားကိုယ်တိုင်ဒီပြဿနာတွေခံခဲ့ရတာမာခန္ဒီမိဖုရားကသူ့ရဲ့မလိုမုန်းထားစိတ်တွေကြောင့်မြတ်စွာဘုရားပေါ်မှာသူကမကျေနပ်ဘူးမကျေနပ်တာတခြားမဟုတ်ဘူးမာခန္ဒီဆိုတာယုတ်ကအမတန်ချောတာသူ့နာမည်အပြည့်စုံကတော့မာခန္ဒီယာလို့ခေါ်တယ်ဒီပုံဓမ္မလေးအယုတ်ကတအားချောတယ်သူ့ဖေကသူ့သမီးနဲ့တန်တဲ့လူမရှိဘူးလို့မင်းကြီးမင်းသားတွေကလာတောင်းကြတယ်တထေးတကြွယ်တွေကလာတောင်းကြသူ့သမီးရဲ့ရုပ်ရည်ရူပကာယလောက်မှီတဲ့ယောက်ျားမျိုးသူရှာမတွေ့ဘူးမပေးစားဘူးတရက်ကြတော့မြတ်စွာဘုရားသွားတွေ့တော့မြတ်စွာဘုရားကမင်းသားလဲမင်းသားရုပ်ကလည်းအမတန်ချောတာဘုရားရုပ်မြင်လိုက်တော့သဘောကျသမီးကိုပေးစားခြင်းတော့အဲ့ဒါလို့ပေးစားဖို့ကြိုးစားတဲ့အခါသမီးလည်းခေါ်သွားတယ်မာဂဏီပုံနာကြီးနဲ့သူ့ရဲ့ဇနီးမာဂဏီရပုံနေမကြီးရောသမီးရော၃ယောက်သွားကြဖះနဲ့တွေ့တဲ့အခါကျတော့မြတ်စွာဘုရားကရိုးရိုးသူ့မှာဒီလိုအိမ်တော်ပြုလို့တဲ့စိတ်မရှိပါဘူးလို့ဒီလိုရိုးရိုးမပြောတာဘာကြောင့်မပြောတာတော့ဆိုလို့ရှိရင်ဒီမာဂဏီပုံနာကြီးနဲ့ပုံနေမကြီးကမြတ်စွာဘုရားကအတုပသဘောထင်အောင်ပြောလိုက်လို့ရှိရင်သူတို့ဟာအသိဉာဏ်တွေပွင့်သွားနိုင်တယ်ဆိုတော့သိတယ်သို့တော့အဲ့ဒီစကားဟာစိုက်တဲ့ဖက်တွေရှိဘေးထွက်ဆိုကြိုဖြစ်လာမယ်ဆိုတာလည်းမြတ်စွာဘုရားသိတယ်နော်အရာရာမှာစိုက်တဲ့ဖက်ဆိုဘေးထွက်ဆိုကြိုကလာတတ်တယ်အဲ့ဒီစကားလုံးကိုသုံးလိုက်လို့ရှိရင်အမေနဲ့အဖေကတော့အကျွတ်တရားရသွားမှာသို့တော့သမီးကတော့ဒေါသအမျက်ချောင်းချောင်းထွက်ပြီးဘုရားကိုရန်လုံးတော့မှာပဲဒါကြွတင်သိထားတယ်အဲ့လိုကြွတင်သိထားတာမြတ်စွာဘုရားကဒီနှစ်ခုဘယ်ဟာရွေးရရွေးလို့မရတော့ဒီနှစ်ခုလာမှာပဲလာမှာပေါ့ဆိုတော့အကျွတ်တရားရမယ်ပုဂ္ဂိုလ်တရားဓုတရားမြတ်ရမယ်ပုဂ္ဂိုလ်ဦးစားပေးလိုက်တယ်သူ့ပေါ်မှာမုန်းတာမမုန်းတာအဓိကမထားတော့အဲ့ဒါကြောင့်မို့လို့သူသမီးကိုဘာနဲ့နှိုင်းလို့ဆိုလို့ရှိရင်ပြင်ဘက်က decoration တွေနဲ့အလှဆင်ထားတဲ့အထဲထဲမှာမစင်တွေထည့်ထားတဲ့မစင်အိုးကြီးနဲ့အလားတန်နောက်ဖေးအိုးကြီးနဲ့တူတယ်လို့ပြောလိုက်တာဒီစကားကသမီးဖြစ်တဲ့မာဂဏီပေါ်မှာတိတ်နာကြီးသွားပြီမဲ့အမေနဲ့အဖေကြတော့ဒီစကားကတရုပ်ပေါ်သွားတယ်။အော်လူတွေရဲ့တဏ္ဍာဆိုတာလူတွေဆိုတာတကယ်ကိုမစင်အိုးနောက်ဖေးအိုးကြီးပြင်ဘက်ကသာအလှပလှုပ်ထားတယ်အတွင်းထဲကတော့ဒီလိုအညစ်အကြေးတွေနဲ့ပြည့်နေပါလားဆိုတာသူတို့ကတော့တရားဓုတရားမြတ်ရသွားကြ။ဟိုးသမီးလှုပ်တဲ့လောက်ကနာကြီးသွားတယ်။နာကြီးသွားသည့်အတွက်ကြောင့်မာဂဏီယာမိဖုရားဖြစ်တဲ့အခါကျတော့ကောသမီပြည်မှာဖုရားကြွလာတယ်ဆိုကြီးကျယ်ဒုက္ခပေးတာကြီးကျယ်ဒုက္ခပေးတယ်ယဟန်တွေကိုဆဲဆုံးကလာတဲ့ကိုရော်တွေဆဲမကြကြပြောကြာပြောအဲ့ဒီလိုတွေလှုပ်တယ်အဲ့ဒီလိုတွေလှုပ်တာဒါသူယုတ်မာတွေရဲ့အမှုချင်းပဲတဲ့မြတ်စွာဘုရားကယောဗုဒ္ဓံပရိဘာတတိဗုဒ္ဓကိုလည်းဆဲရေးကျိမ်းမောင်းတယ်ပရိဘာဒကျိမ်းမောင်းတယ်ဆိုတာတတ်မယ်လှုပ်ကြံမယ်နော်တပ်ဖြတ်ပြစ်မယ်တခုလှုပ်မယ်နဲ့ဒီလိုချင်းချောက်တဲ့ဟာမျိုးဒါပရိဘာဒတိလို့ခေါ်တာရိုးရိုးဆဲတာကဆဲတာဒါကဘေးရအန္တရာယ်နဲ့ချင်းချောက်တယ်လို့ခေါ်တာပေါ့ချင်းချောက်တယ်အဲ့လိုဟာမျိုးမြတ်စွာဘုရားကလည်းသူ့ဘဝမှာတေချာစဉ်းစားကြည့်လိုက်လို့ရှင်
ဘဝတစ်ခုဖြတ်တန်းရတယ်ဆိုတာလွယ်တော့မလွယ်လာဘူးခေဆိုးကြီးမှာဖះပွင့်ရသည့်အတွက်ကြောင့်မြတ်စွာဘုရားလှုပ်ကြံခံရတယ်နော်အဗဒမဒီလူတွေကတော့ထင်ကြမှာတကိုးကြောင့်လို့တကိုးလို့ပြောခြင်းလည်းပြောပေါ့သို့တော့ဖះဆိုတာလှုပ်ကြံလို့တော့မရဘူးပေါ့တဘာဝကောလှုပ်ကြံလို့မရဘူးမြတ်စွာဘုရားလှုပ်ကြံခံရတာဆိုတော့စနစ်တကျလှုပ်ကြံခံရတာလက်ဖြောင်းလေးတက်သားတွေလွတ်ပြီးတော့တတ်ဖို့ကြိုးစားတယ်ဆွမ်းကဝင်လာတဲ့လမ်းကြားထဲမှာတိမ့်เสียရှောင်เสียမရှိတဲ့လမ်းကြားထဲမှာနာလာဂီရိဆင်ကြီးကိုအရက်တိုက်ပြီးတော့ဘုရားကိုထိုးသအောင်ကြိုးစားခဲ့ဘူးတယ်ဒါတွေကနဲတဲ့အန္တရာယ်တွေမဟုတ်ဘူးအမတန်ကြီးမားတဲ့အန္တရာယ်တွေပဲတမ္မာပုဂ္ဂိုလ်တွေရှောင်နိုင်မှုရမလွယ်ဘူးနောက်ဆုံးမှာကိစ္စကုတ်တောင်ဆောင်မှာဈဉ္ဉံသွားနေတဲ့အချိန်ကမ္မထမ်းကျောင်းလေးထဲမှာရှိနေတဲ့အချိန်အဗဒကြီးမားတဲ့ချိန်ထားတဲ့ကြောက်တုံးကြီးတစ်ခုကိုလှိမ့်ချလိုက်တယ်ဆိုတာဒါလည်းရှောင်လွဲနိုင်တဲ့ကိစ္စတစ်ခုမဟုတ်ဘူးသို့တော့တေဘေးကမြတ်စွာဘုရားလွတ်သွားတယ်သို့တော့လှိမ့်ချလာတဲ့ကြောက်တုံးကြီးဟာအောက်ကကြောက်တုံးကြီးတစ်ခုနဲ့တိုက်ပြီးတော့ကြောက်ဖက်တစ်ခုဟာပဲ့ထွက်လာပြီးတော့မြတ်စွာဘုရားခြေတော်ကိုမှန်သွားတယ်မှန်သွားတဲ့ချိန်တာမန်ပုဂ္ဂိုလ်ဆိုအဲ့ဒီနေရာမှာခွေရဲ့လဲကျသွားမှာပဲမြတ်စွာဘုရားကတော့ဒုက္ခကိုသိခံနိုင်တဲ့ပုဂ္ဂိုလ်ဆိုခွေရဲ့လဲမသွားဘူးပဝန်းကျင်မှာရှိတဲ့ယဟန်တွေဟာမြတ်စွာဘုရားဓာယရသွားတဲ့အခါမှာထန်းစင်တစ်ခုယူပြီးတော့မြတ်စွာဘုရားကိုထန်းစင်ပေါ်တင်ပြီးတော့ဇီဝကာကြီးရဲ့ဥယျာဉ်ကျောင်းကိုပင့်သွားဘုရားလမ်းလျှောက်လို့မရတော့အဲ့ဒီချိန်အဲ့ဒီညဟာအဗဓမ္မဒုက္ခရောက်တဲ့ညတညကာယိကဒုက္ခကိုခံစားရတဲ့ညတညနတ်တွေပြမာတွေလာကြတယ်မြတ်စွာဘုရားဒုက္ခရောက်နေတာလာမေးကြသို့တော်မြတ်စွာဘုရားကညှဉ်းညူခြင်းမရှိဘူးဒဏ်ရာအမတန်ပြင်းနေပေါ့ခြေမလက်မဆိုတာအလွန်နာတာကိုအဲ့ဒီခေတ်တုန်းကပိန်ကီလာတွေလည်းရှိတာမဟုတ်ဘူးဆေးကသို့တော်မြတ်စွာဘုရားကတော့တမဘာဝင်စားပြီးတော့ညှဉ်းညူခြင်းမပြုဘဲနဲ့သို့တော်မြတ်စွာဘုရားဟာလမ်းလျှောက်တယ်ဆိုတာမရှိဘူးအဲ့ဒီအဲ့ဒါကြောင့်မို့အဲ့ဒီနေရာမှာမြတ်စွာဘုရားလဲလျောင်းပြီးတော့နေတယ်ဆိုတဲ့နေရာမှာဒီပြင်ချိန်တွေမှာလဲလျောင်းနေပြီဆိုလို့ရှိရင်ဥဋ္ဌာဏတင်ညာမနတိကတ္တဝါဆိုစကားလုံးလေးပါတယ်ထားမဲ့အချိန်လေးကိုတတ်မှတ်ပြီးတော့မှမြတ်စွာဘုရားချိန်ဆက်လိမ့်ရှိတယ်ဘယ်တော့ဖြစ်ဖြစ်ဘယ်ချိန်ထားမယ်ဆိုအဲ့ဒီခြေတော့ခိုင်းမိထားတဲ့အချိန်ကတော့ထားမဲ့အမှတ်တင်ညာကိုနှလုံးသွင်းတယ်ဆိုတာမပါဘူးမထားဘူးခြေတော့နာနေမနဲ့ထီအောင်ဆက်ပြီးတော့ချိန်ဆက်ရအဲ့ဒါလို့ချင်းချောက်ခံရတဲ့ဘဝအန္တရာယ်တွေလွန်ဘာဖြစ်လို့တော့ဆိုတော့လောကမှာလူတော်လူကောင်းတွေကြီးရှိတာမဟုတ်ဘူးလူဆိုးလူမိုက်တွေလည်းရှိတာပဲပေါ့အေးအခုလိုမြတ်စွာဘုရားကိုတတ်မဲ့ဖြတ်မဲ့ချင်းချောက်တာတို့ဘုရားရဲ့တပည့်သားတွေကိုတတ်မဲ့ဖြတ်မဲ့ချင်းချောက်တာတို့အဲ့ဒီလိုပုဂ္ဂိုလ်တွေဟာဝတ္တလပဲလို့မြတ်စွာဘုရားအတူတူထည့်ပြီးတော့ဟောတာဒါမြတ်စွာဘုရားဟောလို့ရင်ကတော့ဝတ္တလပုဂ္ဂိုလ်တွေရဲ့အမှုအကျင့်တွေကိုဟောလို့ရင်ဓမ္မဒိဋ္ဌံအနေနဲ့ဟောတာဘယ်သူကမှရည်ရွယ်ပြီးတော့ဟောတာမဟုတ်ဘူးဓမ္မဒိဋ္ဌံဝတ္တလဆိုတာဒါမျိုးမှခေါ်လို့ရမယ်ဆိုတာအကျင့်ပိုင်းကနေဟောဟောနောက်ဆုံးတစ်ခုကြတော့ဘာဟောလိုက်တုံးဆိုယောဝေအနရဟံတန်တောအရဟံပฏิသနာတိယန္တာမဟုတ်ဘဲနဲ့ဒါကြတော့ဘုန်းကြီးယဟန်နေနဲ့ပိုသက်ဆိုင်ပါကိုယ်တိုင်ကယဟန္တာမဟုတ်ပါပဲနဲ့ယဟန္တာလို့ဝန်ခံတယ်ပြောတယ်သူယဟန္တာဖြစ်ပြီလို့ဒီလိုပြောတယ်ဗမာပြည်မှာလည်းရှိတာပဲယဟန္တာဆိုပြီးတော့ကြော်ညာတဲ့ပုဂ္ဂိုလ်တွေရှိတယ်တကယ်ရှိခဲ့တယ်နော်သူဘယ်နေ့ဘယ်ရက်ကယဟန္တာဖြစ်ပါတယ်လို့ကြော်ညာ
ဘယ်နည်းပဲကသောတာပန်စာပေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်အရိယာဖြစ်ပြီလို့ဆိုတာကိုပရိသတ်ထဲမှာကြော်ညာဖို့ဆိုတာတကယ်စာပေကျမ်းဂန်နဲ့ပြောမယ်ဆိုလို့ရှိရင်မဖြစ်နိုင်တာတခုပဲဘာဖြစ်လို့လို့ဆိုတော့ဘုန်းကြီးတို့လေးလာကြည့်ရတဲ့စာပေကျမ်းဂန်ထဲမှာအရိယာဖြစ်သွားပြီဆိုလို့ရှိရင်စိတ်ဓာတ်ကဘယ်လိုရှိသောတာပန်ဖြစ်သွားပြီဆိုရင်သောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တယောက်ရဲ့စိတ်ဓာတ်ရေးထားတာရှိတယ်သူရထားတဲ့တရားဓုတရားမြတ်ကိုလူတိုင်းရစေခြင်းတယ်ဒါသူ့ရဲ့စိတ်ဓာတ်တစ်ခုနော်သူရတယ်လို့သူသိတဲ့တရားဓုတရားမြတ်ကိုကြံတဲ့လူတွေအကုန်သိစေခြင်းဒါကနံပါတ်1နံပါတ်2ကသူရထားတဲ့တရားဓုတရားမြတ်ကိုသူရပါတယ်လို့ထုတ်ဖော်ပြောဖို့ရအတွက်သူရွှေအိုးဘယ်နှမှာမြုပ်ထားတယ်လို့ပြောရမှာခက်တယ်လို့ခက်တယ်လို့ကိုခက်တယ်တဲ့ဆိုလိုတာကသူများကိုထုတ်ပြောဖို့ရကြတော့အမတန်ဝန်လေးတယ်လို့ပြောတာမေးနိုင်မှပြောကောင်းပြောလိုက်မယ်မမေးဘဲနဲ့ရှောက်ပြီးတော့ကြော်ညာနေတယ်ဆိုရင်တော့မဟုတ်တော့ဘူးအဲ့ဒါနော်မမေးဘဲနဲ့ကြော်ညာတယ်ဆိုရင်တော့မဟုတ်တာအဲ့ဒါစာပေထဲမှာဒီတိုင်းပါတယ်သောတာပန်ပုဂ္ဂိုလ်သည်တဲ့သူရတဲ့တရားဓုတရားမြတ်ကိုလူတိုင်းကိုရစေခြင်းနဲ့တဲ့ဒါနံပါတ်1စန္ဒတဲ့နံပါတ်2ကသူရထားတဲ့တရားဓုတရားမြတ်ကိုလူသိမှအမတန်ဆိုးတယ်တဲ့သူ့ကိုသောတာပန်လို့လူသိမှအမတန်ဆိုးတယ်အကြောင်းမရှိဘဲနဲ့ထုတ်ပေါ်ပြောကြားလိမ့်မရှိဘူးအကြောင်းကိစ္စရှင်တော့ပြောတတ်ပါအကြောင်းကိစ္စမရှိပဲဘယ်တော့မှပြောလိမ့်မရှိဘူးတခါတော့ကဇာလန်းလေးတစ်ခုတောင်ရှိသေးတယ်စိတ်တလဆိုတဲ့တောင်တီဟိုကျောင်းမှာရှိတယ်အဲ့ဒီစိတ်တလတောင်တောရကြောင်ကြီးမှာတရားထုတ်ပြီးတော့ယဟန္တာတွေများစွာဖြစ်ကြအဲ့ဒီတောင်မှာယဟန္တာပုဂ္ဂိုလ်ကြီးအဲ့ဒီယဟန္တာပုဂ္ဂိုလ်ကြီးရဲ့နောက်ကနေပြီးတော့သပိတ်ပိုက်ပြီးတော့လိုက်တာအသက်ကြီးမှဝတ်တဲ့ကိုတော်ကြီးတစ်ပါးရှိဆုံးခံသွားရင်သူကနောက်ကနေပြီးတော့မေးတယ်ရှင်ဖျားတဲ့တပည့်တော်ယဟန္တာဆိုတော့သိချင်တယ်ဘယ်လိုပုဂ္ဂိုလ်မျိုးယဟန်ကနဲ့ခေါ်တော့ယဟန္တာဆိုတာမြင်ရင်သိနိုင်ပါမလားဘယ်လိုပုဂ္ဂိုလ်ကယဟန္တာဘာလို့လို့ဆိုဒီယဟန္တာဖြစ်သွားလဲလူကဒီလိုပုံစံမဲ့လေပြောင်းလာတာမှမဟုတ်တာဟုတ်တရားဓုတရားမြတ်ရသွားတာပြောင်းလာတာမဟုတ်ဘူးဆိုတော့ပြောင်းလာတဲ့အနေထားလေးတွေကိုအကဲခတ်တတ်ရင်တော့သိမှာပေါ့ကဲမခတ်တတ်ရင်ဒါတွေကမသိနိုင်ဘူးပေါ့ရုပ်ပြောင်းသွားတာလည်းမဟုတ်ဘူးအဲ့တော့သူကနောက်ကနေလိုက်ပြီးတော့အဲ့ဒီကိုရောကြီးကမေးတယ်ရှင်ဘုရားယဟန္တာဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတော့ဆိုတော့ရှေ့ကသူမေးနေတဲ့ပုဂ္ဂိုလ်ကြီးကယဟန္တာကြီးယဟန္တာကြီးဆိုတော့ तू ယဟန္တာလို့ तू မပြောဘူးမပြောဘဲနဲ့ဘယ်လိုပြောတော့ဆိုငါရှင်ရေယဟန္တာဆိုတာအမတန်သိရခက်တယ်တဲ့ယဟန္တာဆိုတာယဟန္တာပုဂ္ဂိုလ်ရဲ့နောက်မှာတပိတ်ပိုက်လိုက်နေပေမဲ့လို့ရှေ့ကကိုတော့ယဟန္တာလို့ဆိုတာမသိနိုင်တယ်လို့ပဲတဲ့ဒီလိုပြောလိုက်တာသို့တော့ဟိုကိုရောကြီးကနားမလည်သေးဘူးအဲ့ဒါကိုနားမလည်ဘူးတဲ့ဒီလိုဆိုလို့တာနော်လူတော့မြင်နေတာပဲဒါပေမဲ့ယဟန္တာဆိုတာကိုမသိနိုင်ဘူးပေါ့ယဟန္တာဆိုတာလည်းအမျိုးမျိုးရှိတယ်လူတွေကယဟန္တာဆိုတကိုးပြမှယဟန္တာလို့ထင်တာယဟန္တာရဲ့တကိုးကဘာလဲဆိုရင်စိတ်ကိုပိုင်နိုင်တာဟာဒါယဟန္တာရဲ့အစွမ်းတကိုးပဲပညာဝိမု ക്ത ယဟန္တာလို့ဆိုတဲ့အခါယဟန္တာတိုင်းမှာအစွမ်းတကိုးဒီမြေရှိုးမိုးပြန်ဆိုတဲ့တကိုးအိဋ္ဌိပတ်တွေရှိတာမဟုတ်ဘူးသူရှိတာပါတော့စိတ်တိတ်တရိယစိတ်ကိုလွှမ်းမိုးထားနိုင်တယ်သူစိတ်ကိုသူနိုင်တယ်ပေါ့ဖုဒ္ဓတလောကဓမ္မေစိတ်တံယတနကမ္ပတိဆိုတာလောကဓာတ်တွေကိုခံနိုင်တယ်စိတ်ဓာတ်တည်ငြိမ်တယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုဒါတာမန်ပုဂ္ဂိုလ်တွေကသိဖို့ရအမှန်တန်ခဲနေယဟန္တာပုဂ္ဂိုလ်ကလည်းသူယဟန္တာလို့ဘယ်တော့မှမပြောဘူး
တနာငဲ့ညတဲ့အခါမှာပြောသိရင်တော့ပြောတယ်တခါတော့ကတီယိုကျောင်းမှာဖြစ်ပျက်ခဲ့တဲ့ဝတ္ထုလေးတို့ယန္တာပုဂ္ဂိုလ်တစ်ပါးကအိတ်တဲ့အိမ်မှာပင့်ထားတော့အဲ့ဒီယန္တာပုဂ္ဂိုလ်ကနိုင်ရန်လေးချားတဲ့ပရင်းပေါက်နာမှာခုံပေါ်မှာထိုင်အဲ့တော့အိတ်ရှင်အမျိုးသမီးကတစ်ဖက်ကခုံပေါ်မှာထိုင်တဲ့အခါကျတော့အပြင်ကလှမ်းကြည့်ဘယ်လိုမြင်ရတော့လို့ဆိုတခုံနဲ့ထိုင်နေတယ်လို့မြင်ရအဲ့ဆုံးရသွားတဲ့ကိုတော်ကမြင်တယ်မြင်လိုက်တော့ကြည်စမ်းဒီကိုတော်ကြီးအမျိုးသမီးနဲ့ခုံနဲ့ထိုင်နေတယ်ပေါ့အမြင်ဆိုတာကတစ်ခါကျတော့မှားတတ်သေးတာသူတို့ထိုင်တာတော့တခုံချင်းထိုင်တာပဲခက်လန်းလန်းချင်းထိုင်နေတာသို့တော့သူကအဲ့လိုမြင်ပြီးတော့ကြောင်းရောက်ရင်တော့ဒီကိုတော်ကြီးကိုဆွဆွဲမယ်ပေါ့မျိုးသမီးနဲ့တူတူထိုင်ရမလားလို့အဲ့ဒီမှာယဟန္တာကသူ့ရဲ့အမူအရာကိုကြည့်တယ်အဲ့ကိုတော်အကြီးကွက်လုံနေတာမြင်တာနဲ့ဒီကိုတော်ငါ့ဘော်တော့အထင်လွဲနေပြီငါယဟန္တာပုဂ္ဂိုလ်ဖြစ်ရတဲ့နဲ့သူအထင်လွဲရင်သူငါ့ကိုဆွဆွဲလိုက်မယ်ဆွဆွဲရင်သူငရဲကြည့်လိုက်မယ်ပေါ့ဆိုပြီးတော့ကျောင်းရောက်တဲ့အခါကျတော့ဟိုကိုတော်ကသပိတ်ချပြီးတော့ဓာတ်လျှောက်လာတော့တာပဲသူစီတန်တမတ်ပြောတော့မယ်ပေါ့အဲ့လိုတန်တမတ်လာတဲ့အခါကျတော့အဲ့ယဟန္တာကြီးကဇံဝင်စားပြီးတော့အောက်မှာမနေဘဲနဲ့မျက်နှာချက်ထီအောင်သူခန္ဓာကိုယ်မြောက်ပြီးတော့မျက်နှာချက်ထီအောင်ကတ်နေလိုက်တယ်ကောင်းကင်ပြန်နေလိုက်တယ်ပေါ့အကြောင်းအမိုးမျက်နှာချက်ပါတော့ဟိုကတော့ဟိုကြည့်ဒီကြီးခုနဒီထဲဝင်သွားပါတယ်ဘယ်ရောက်သွားတော့နဲ့လိုက်ကြည့်တော့အပေါ်မော့ကြည့်လိုက်တဲ့အခါကျသူတော့တွေ့တာကိုပြောမိပြောသေးတယ်ကောင်းကင်ပြန်ပြနေပြီမဲ့လို့သူကပြောရမှာပဲဆိုပြီးတော့ပြောသေးတယ်နော်အဲ့လိုဟာမျိုးကရှိသေးတယ်နောက်တစ်ပါးကတော့ခုနလိုဆွဆွဲတော့မယ်ဆိုတဲ့အခါမှာအဲ့ဒီယဟန္တာကြီးကသွားတတိပေးတယ်ငါရှင်မင်းမှာတရားဓုတွေရပါလားလို့ဆိုသူသောတာပန်ဖြစ်ပါပြီတဲ့ဘုန်းကြီးချင်းကြတော့ပြောကြတယ်ပေါ့တခါတော့မေးလို့ပြောတရားဓုတရားမြတ်ဘယ်အဆင့်ရှိတော့ဆိုသောတာပန်သောတာပန်ဖြစ်ရင်တဲ့မင်းရှေ့ဆက်ပြီးတော့ကျင့်လို့တတိပေးတဲ့အနေနဲ့ပြောတာရှေ့ဆက်မကျင့်နဲ့မင်းယဟန္တာကိုဆွဆွဲမိနေပြီဆိုတဲ့အခါကျတော့အဲ့ဒီပုဂ္ဂိုလ်ကချက်ချင်းသဘောဟိုရိပ်မိပြီးတော့ချက်ချင်းသူ့အပြစ်ကိုသူသိပြီးတော့အဲ့ဒီယဟန္တာကိုတောင်းပန်လိုက်တယ်ဒါအရိယပဝါဒကံဆိုတာရှိတယ်အရိယာကိုဆွဆွဲမိရင်ဒီဟာမကြော့မချင်းမဖို့နိဗ္ဗာန်ကိုရဖို့အဟံတာဖြစ်တတ်တယ်တဲ့ဒါကြောင့်မို့လို့ကမ္မထာရိပ်တာတွေမှာဆရာတော်ကြီးတွေကပြောကြတယ်အရိယသူတော်စင်များကိုပြစ်မှားခဲ့သည်ရှိတော့ထိုပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငါဆိုပြီးတော့ကြော့ဝန်ချတောင်းပန်ဘာဖြစ်လို့လဲဆိုရင်အရိပဝါဒအရိယာတို့ကိုဆွဆွဲကဲ့ရဲ့မိတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်အပြစ်ဖြစ်တတ်တယ်ပေါ့ကိုကျင့်တဲ့တရားဟာတရားဥတရားမြတ်မရတတ်ဘူးဒီလိုဆိုလိုတာပေါ့ဒါကြောင့်မို့လို့ငါသောတာပန်ငါယန္တာလို့ဒီလိုပြောတဲ့ပုဂ္ဂိုလ်ဟာအကြောင်းမရှိပဲနဲ့လူကြားထဲမှာပြောပြီးကျင်ညာပြီးဆိုလို့ရှိရင်တော့စဉ်းစားစရာကြီးပဲပေါ့အခုကြည့်ယောဝေအနရဟံတန်တော်အရဟံပฏิသနာတိကိုယ်တိုင်ကယန္တာမဟုတ်ဘဲနဲ့ယန္တာလို့ဝန်ခံတယ်တဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာသောရောတပြမနေလောကေတပြမကေလောကေသောရောတပြမကေလောကေဧတောခောဝတ္တလာဓမ္မောတဲ့မြတ်စွာဘုရားသူယုံမာတွေထဲမှာအဆိုးဆုံးသူယုံမာတဲ့အဲ့ဒါတရားဓုတရားမြတ်နဲ့ပြောလို့ရှိရင်အဆိုးဆုံးဝိနည်းကျမ်းထဲမှာဒါယဟန်နေနဲ့ပိုသက်ဆိုင်ယဟန်နေနဲ့ပိုသက်ဆိုင်ဝိနည်းကျမ်းထဲမှာမဟာသောရဆိုပြီးတော့တခိုးကြီး၅မျိုးအကြောင်းဟောထားတာရှိတယ်အဲ့ဒီထဲမှာနောက်ဆုံးတခိုးကဘာလဲလို့ဆိုရင်
ကိုယ်တဏ္ဍမှာတကယ်တရားဓုတရားမြတ်မရဘဲနဲ့တကယ်မရဘဲနဲ့မဟုတ်မမှန်လှုပ်ကြံပြီးလူတကာအထင်ကြီးအောင်လှည့်စားပြီးတော့သူဟာယဟတရားဓုတရားမြတ်ရပါတယ်လို့ပြောရင်တဲ့တကယ်ကိုအဆိုးဆုံးတခိုးတစ်မျိုးပဲတဲ့ဒီလိုဟောထားတယ်အဲ့တုတ်တန်ရှိဝိနည်းကျမ်းထဲမှာရှိတယ်အဲ့ဒီဟာအဲ့တော့အခုဒီမှာဟောထားတာကြတော့ချစ်ဧတောခောဝတ္တလဓမ္မောဝတ္တလဆိုတဲ့ထဲမှာ तू ကပိုးအောက်တန်းကြတယ်ပိုးပြီးအောက်တန်းကြတယ်ဘာဖြစ်လို့စောရလို့ပြောတာတုံးဆိုလို့ရှိရင်ယဟနာမဟုတ်ဘဲနဲ့ယဟနာလို့ပြောတော့တရားဓမ္မတွေကကြီးညိုကြတယ်လှူကြတယ်တန်းကြတယ်အဲ့ဒီလှူတဲ့တန်းတဲ့ပစ္စည်းတွေကို तू ယဟနာမဟုတ်ဘဲနဲ့သုံးပြီဆိုလို့ရှိရင်ဒါခိုးတာနဲ့တူတူပဲပေါ့ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မို့လို့အဆိုးဆုံးပဲလို့ရသော်ဗျာရှင်းတော့ကဒါမျိုးတွေကလည်းရှိတော့ရှိခဲ့တယ်ရှိခဲ့တယ်စာဝတ်နေချောင်းလဲအောင်ဒီလိုလှုပ်တာတွေရှိတတ်တယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကအဆိုးဆုံးကတော့တရားဓုတရားမြတ်မရဘဲနဲ့ရတယ်လို့ပြောလို့ရှိရင်တဲ့ဒါစတုထပါရာဇိကလို့လည်းခေါ်ရပေါ့လူသားတယောက်ကိုအဲ့လိုပြောရင်ယဟန်တစ်ပါးအနေနဲ့မဲ့ဖို့နေပါမရဘဲနဲ့ရတယ်လို့ပြောလို့ရှိရင်စတုထပါရာဇိကဒါမို့လို့ယဟန်ခံပြီဆိုလို့ရှိရင်တိမ်ထဲကမထွက်ခင်ပြောလိုက်တာရှိတယ်အေးရိုးသားရမယ်ယဟန်ဖြစ်လာပြီတဲ့ဥတ္တရိမနုဿဓမ္မဆိုတဲ့အထက်ထမ်းပုဂ္ဂိုလ်တွေသာရရှိနိုင်တဲ့ဇန်တရားတို့မက်တရားတို့ဖို့တရားတို့ဆိုတာကိုမရဘဲနဲ့ဝါကြွားပြီးမပြောနဲ့တဲ့ပြောလို့ရှိရင်အခုတိတ်ခါတင်ပေးလိုက်တဲ့ယဟန်အဖြစ်ဟာပြက်ပြက်သွားပြီတဲ့ပြက်ပြက်သွားရုံနဲ့မကဘူးနှစ်ချမ်းကွဲသွားတဲ့ကြောက်ပြာကြီးပြန်ဆက်လို့မရသလိုနောက်ထပ်ယဟန်ဝတ်ချင်လည်းမရတော့ဘူးလို့ဟောဒီလိုမှားရတယ်တိတ်ထဲမှာပဲဒီလိုမှားလိုက်တာအဲ့ဒါကြောင့်မလို့ဒါအဆိုးဆုံးအပြစ်တစ်ခုလို့ဒီလိုသတ်မှတ်တယ်အေးအဲ့ဒီမှာယောဝေအနရဟံတန်တောအရဟံပဋိစ္ဆာနာတိယန္နာမဟုတ်ဘဲနဲ့ယန္တာလို့ဝန်ခံပြောကြပြီဆိုလို့ရှိရင်တဲ့လောကမှာအဆိုးဆုံးဝတ္တလရုပ်မှသူဖြစ်တယ်တဲ့ဆိုပြီးတော့မြတ်စွာဘုရားကဏိကုံးချုပ်တယ်ဝတ္တလတယုတ်တွေပြောနေတာအတော်နဲ့ပြီးနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ဏိကုံးချုပ်လိုက်တယ်အဲ့ဒီမှာပဲဣတိခောဝတ္တလဝုဒ္ဓမယဟိတိပကာတိတာငါပြောပြထားတဲ့ဝတ္တလဖြစ်ကြောင်းတိယုတ်မာတို့ရဲ့အမှုအကျင့်ဆိုတာတွေကိုငါပြောလို့ပြီးပြီတဲ့အဲ့ဒါတွေကိုထောက်မဲ့ဆိုရင်အမျိုးရိုးနဲ့မဆိုင်ဘူးယုံညာနဲ့မြင့်မြတ်တဲ့ဆိုတာမျိုးနဲ့မဆိုင်ဘူးဝတ္တလဖြစ်တာပြမနာဖြစ်တာမျိုးနဲ့မဆိုင်ဘူးသူတဏ္ဍာမှာဖြစ်တဲ့လောက်ရနဲ့ပဲဆိုင်တယ်လို့မြတ်စွာဘုရားဒီလိုရှင်းဟောအဲ့တော့အခုဟောထားတဲ့ဂါထာပုဒ်တွေအလုံးပုဒ်ပေါင်းဂါထာပေါင်း20ရှိတယ်အဲ့20ထဲမှာအကျဉ်းချုပ်ပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်ဝတ္တလဓမ္မသူယုတ်မာရဲ့အမှုအကျင့်သို့မဟုတ်အောက်တန်းစားလို့သတ်မှတ်ရမယ်သဘာဝတရားတွေအဆိုးဝါးတွေဆိုးဝါးတဲ့တရားတွေဟာအချက်လက်တွေကိုမြတ်စွာဘုရားဟောထားတဲ့အတိုင်းပြန်ပြီးတော့ကောက်ချက်ချကြည့်လို့ရှိရင်34မျိုးရှိတယ်အလုံးပေါင်းလိုက်တဲ့အခါကျတော့34မျိုးရှိတယ်အဲ့ဒီ34မျိုးပြန်ပြီးတော့အထက်ကရာဆရာကြီးကပြန်ပြီးတော့ကောက်ချက်ချပြထားတယ်အဲ့34မျိုးကနံပါတ်1ကဒေါသကြီးတယ်ဒေါသကြီးလွန်းရင်ဒါဝတ္တလပဲသူတဏ္ဍာမှာရှိတဲ့ပြင်းထန်တဲ့ဒေါသနောက်တစ်ခါရံညှို့ဖွဲ့တတ်တယ်ရုပ်မာတဲ့စိတ်ထားရှိတယ်ခြေဆုကမ်းတယ်မှားရွေးနဲ့အမြင်ကံကံရဲ့အကျိုးကိုညှင်းပယ်တဲ့အမြင်ရှိရင်ဒါဝတ္တလဓမ္မနောက်တစ်ခုကကိုယ့်အပြစ်ကိုကိုဖုံးကွယ်ဖို့ကြိုးစားရင်တတ္တဝါတွေကိုညှင်းဆဲတပ်ဖြတ်ပြီးအကျဉ်းနာကင်းလို့ရှိရင်
မြို့ရွာနေကုန်းတွေကိုပိတ်ဆို့ပြီးတော့ဒုက္ခရောက်အောင်လုပ်ရင်သူများပစ္စည်းကိုမတရားသဖြင့်ခိုးရင်ကျွေးယူပြီးတော့လိမ်လီလှည့်စားပြီးပြန်လီမပေးဆက်လို့ရှိရင်နောက်တစ်ခုကသူများပစ္စည်းကိုအနိုင်ထက်လူရဲ့တိုက်ခိုက်လူယူမယ်ဆိုရင်နောက်တစ်ခုကရုံးပြင်ကနာတက်ပြီးတော့တတ်သိမတရားတတ်သိထွက်ဆိုရင်နောက်တစ်ခုကမိတ်ဆွေကိုပြစ်မှားရင်နောက်တစ်ခုကကျေးဇူးမသိတတ်ရင်နောက်တစ်ခုကကျေးဇူးပြုခဲ့တဲ့ကျေးဇူးကိုအတိမတ်မပြုဘဲနဲ့ကျေးဇူးကမ်းလို့ရှိရင်နောက်တစ်ခုကလူတွေကိုလှည့်စားထပ်လို့ရှိရင်ခုနလိုလိန်ညာပြီးတော့အလုပ်ရမယ်။ဘာညာနဲ့လိန်ညာပြီးတော့ခေါ်ပြီးတော့လှည့်စားတတ်မယ်ဆိုရင်အကုသိုလ်အမှုတွေကိုပြုပြီးတော့ဖုံးကွယ်ဖို့ကြိုးစားမယ်ဆိုရင်တချို့အလေးလည်းနည်းနည်းထပ်ထပ်ပါနောက်နံပါတ်19ကလည်းပဲကျေးဇူးကမ်းတတ်ရင်နောက်တစ်ခုကလှည့်စားတယ်နောက်တစ်ခုကညှင်းဆဲတယ်နောက်တစ်ခုတစ်မျိုးကတခါလှည့်စားတယ်လှည့်စားမှုလှည့်စားနည်းလေးတွေတော့ဒုက္ခထာနဲ့သူမတူညီတာလေးတွေပါတော့ပေါ့နောက်တစ်ခုကျတော့ဘာလို့ဆိုလို့ရှိရင်အတုက္ခန္တနာကိုချီးမွမ်းတယ်ပရဝါမနသူတစ်ပါးကိုရှုတ်ချတယ်နောက်တစ်ခုကရောတကစောင်းမြောင်းတယ်အပြစ်တင်တယ်အပြစ်ပြောတယ်သူများအလှူတွေလှူတာတွေကိုဟန်တားတယ်ယုံညံ့တဲ့အလိုဆန္ဒတွေရှိတယ်ကိုယ့်အကူနှမျောလွန်းအားကြီးတယ်ကောက်ချစ်ဆင်းလဲတယ်အကုသိုလ်မှုပြုတဲ့အခါမှာအရှက်မရှိဘူးအကြောင်းလားမရှိဘူးဖယားနဲ့တပိသားတန်ဃာတွေကိုဆဲရတတ်တယ်ချိန်ပေါင်းတတ်တယ်ချင်းချောက်တတ်တယ်နောက်ဆုံးမှာယဟန္တာမဟုတ်ဘဲနဲ့ယဟန္တာလို့လိမ်လီဝါကြွားပြောဆိုပြီးတော့ပစ္စည်းဥစ္စာတွေကိုအသုံးပြုတယ်ရလာတဲ့လတ်လပါတွေကိုအသုံးပြုတယ်ဆိုတဲ့အားလုံးပေါင်းလိုက်တဲ့အခါကျတော့34မျိုးရှိတယ်ဒီသုတ်တံအဲ့ဒီလိုအပြုအမူစိတ်နေသဘောထားတွေရှိတဲ့ပုဂ္ဂိုလ်ဟာဝတ္တလပဲအဲ့ဒါကိုမြတ်စွာဘုရားကတစ်ခုချင်းတစ်ခုချင်းအသေးစိတ်ဟောကြားပြီးတော့ဝတ္တလဆိုတာလူရဲ့ပုံပန်းတဏ္ဍာကိုကြည်ပြောရတာမဟုတ်ဘူးသူ့ရဲ့လှုပ်ဆောင်ချက်သူ့ရဲ့စိတ်နေသဘောထားသူ့ရဲ့အပြုအမူတွေနဲ့သာပတ်သက်တယ်ဇတ်နဲ့လည်းမပတ်သက်ဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားကဆိုလိုတာကငါကဝတ္တလမဟုတ်ဘူးဒါကိုတိုက်ရိုက်ဆန့်ကျင်ပြီးတော့မပြောပေမဲ့လို့သူကိုယ်တိုင်လည်းဝတ္တလမဟုတ်ဘူးဒီလိုအမူအကျင့်ရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်သူပဲဖြစ်ဖြစ်ဝတ္တလပဲဒီအမူအကျင့်ကင်းမှပြမနာဆိုတာဖြစ်နိုင်တယ်အမျိုးဆက်မြင့်မြတ်တဲ့အမျိုးကဖြစ်လို့မြင့်မြတ်တယ်လို့သတ်မှတ်လို့မရဘူးအမျိုးဆက်ကနှိမ့်ခဲ့လို့နှိမ့်ကြတယ်ရုပ်မာတယ်လို့သတ်မှတ်လို့မရဘူးဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားဇတ်ဟာဘာကိုမှဟန့်တားလို့မရဘူးဇတ်နိုင်တဲ့ပုဂ္ဂိုလ်လည်းတရားဓမ္မကျင့်လို့ရှိရင်ထူးခြားမြင့်မြတ်တဲ့တရားဓမ္မတွေရနိုင်တာပဲဇတ်မြင့်တဲ့ပုဂ္ဂိုလ်ဟာလည်းမကောင်းတာလုပ်လို့ရှိရင်အဲ့ဒီဇတ်ကမတားနိုင်ဘူးတဲ့အပယ်ကျသွားမှာပဲဆိုလိုတာကကောင်းစားဖို့နဲ့ဆုပ်ယုပ်ဖို့ဆိုတာဒီပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားနဲ့အမှုအကျင့်တွေပေါ်မှာမူတည်တယ်လူတော်လူကောင်းအစင်းမြင့်သူအစင်းနှိမ်သူဆိုတာတွေဟာသူ့ရဲ့စိတ်နေသဘောထားတွေပေါ်မှာမူကောင်းတဲ့တရားတွေကိန်းအောင်တဲ့ပုဂ္ဂိုလ်ဟာလူတော်လူကောင်းပဲမကောင်းတဲ့တရားတွေကိန်းအောင်တဲ့ပုဂ္ဂိုလ်ဟာလူယုံပါပဲလို့ဒီလိုလောကကြီးကမျက်စိလဲနေတာတွေကိုမြတ်စွာဘုရားကမျက်စိလဲလမ်းမှာမှုမရှိအောင်တကယ်အည်အသွေးဟာလူတွေရဲ့တဏ္ဍာမှာပဲရှိနေတယ်ဆိုတာကိုခုလိုရှင်းလင်းဟောကြားခြင်းဖြစ်ပါတယ်အဲ့ဒီလိုရှင်းလင်းဟောကြားလိုက်တဲ့အခါမြတ်စွာဘုရားကိုဝတ္တလအဖြစ်ဆွဆွဲပြောဆိုတဲ့ဘာရဒွါစပုံနာကြီးဟာသဘောကျပြီးတော့အဝတ္တမဘုရားဟောတဲ့တရားလက်တွေ့ကြတယ်လို့ဆိုပြီးတော့စိတ်ထဲမှာကြည်နူးပြီး
နောက်ဆုံးမှာသူဟာဖះကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တယောက်တရဏဂုံတည်သွားတယ်လို့အဲ့ဒီသုတ်တံမှာဒီလိုဆိုထားတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့ဝဒလဖြစ်ကြောင်းတရားများအမှုအကျင့်များကိုသိရှိနားလည်ချသဖြင့်တို့တွေဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ရာအတွက်ဒီတရားတွေကိုတို့တဏ္ဍာမှာမဖြစ်အောင်ကြိုးစားကြရမှာဖြစ်တယ်ဒီတရားတွေမဖြစ်ဘူးဆိုလို့ရှိရင်တို့တွေဟာတန်မိုးရှိပြီးတော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြမှာဖြစ်တယ်လို့ဆိုတာကိုအခြေခံအားဖြင့်အားလုံးသိရှိနားလည်ကြပြီးလူတော်လူကောင်းမြင့်မြတ်တဲ့အဆင့်မြင့်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း